မိုးဆက်ကိုကန်ရိုက်ဆွဲတဲ့ဇလွန်ကအမတွေပေါ့နော်မိုင်းဒီနေ့ချင်းနေပဲနဲ့လဲမပြိတ္တကောင်းတယ်ဟုတ်လားရမ်းကောင်းတယ်ဖျားပါမဖျားချင်းနေရဒါလည်းကောင်းတယ်ကုန်တယ်သုံးကြသလိုဟုတ်လားမနေ့ကညတော့လူဦးရေဘယ်လောက်ဝင်သွားလဲမနေ့ညလူဦးရေ4000ကျော်တယ်ကဲလူဦးရေ4000နဲ့ဗျာเนาะဒါကျွန်တော်တို့ကန်ရိုက်မပါဇလွန်ကเนาะနှစ်တိုင်းဇက်တိုင်းကိုဆွဲနေတဲ့အမဖြစ်ပါတယ်လူဦးရေ4000ကျော်ဝင်နေတယ်ဗျာနော်400ဆိုတော့မအခုရုံဝင်ကဘယ်လောက်1000နော်1000ဆိုတော့အဲ့မှနေ3400ဗျာနော်စိုင်းမိုးကိုရရလဲကျွန်တော်တို့ဇလွန်ပြည်တော်ပြန်ဖျားကြီးကိုလာပြီးတော့ပူးကျင်နေပေါ့နော်လာပြီးတော့ဇက်ကကျင်နေပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အမအေးကျေးဇူးပါနော်နောက်နေ့ကိုရောမဆွဲအောင်ပါပဲပေါ့ဆွဲအောင်ပါစိုင်းမိုးပဲဗျာဟောအခုတော့မှနော်ဒါကျွန်တော်တို့ကနှစ်ချက်တီးနေတဲ့အချိန်ဒီလက်မှတ်တွေလာဝယ်နေရတာနော်အားလုံးပဲဟုတ်ပြီကျွန်တော်လည်းအတူဇက်ထဲလိုက်ကြည့်ရအောင်ဗျာဇက်ကဝင်သွားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုးလေးတွေ့ရတယ်ပေါ့နော်အခုလိုမျိုးလေးတွေ့ရတယ်စမ်းရင်မိုးရဲ့ပုံလေးတွေကိုပုံတူလေးတွေပေါ့အဲ့မှာ तू ကထူးခြားတာတခုကစမ်းရင်မိုးဇက်ယုံထဲမှာနေဒါကျွန်တော်တို့ဇက်ယုံရဲ့အတွင်းပိုင်းကိုရောက်နေပြီပေါ့နော်အဲ့လိုဇက်ယုံနဲ့အတွင်းပိုင်းကိုရောက်နေတဲ့အချိန်မှာဘာတစ်ခုထူးခြားလဲဆိုတော့ तू ကသူဆိုင်ကန်းလေးတွေအစဒီဇက်ယုံထဲမှာပဲအခုလိုမြင်ရတယ်ဗျမြင်ရတယ်ဟုတ်ပြီနော်မြင်ရတယ်ဒါဇက်ယုံရဲ့နောက်ဆုံးအချမ်းပေါ့နော်နောက်ဆုံးအချမ်းမှာတော့အဲ့လိုပြိတ္တတွေရဲ့အားပေးမှုကိုတွေ့ရတယ်ဗျဟုတ်တာကျွန်တော်တို့ဘာသာခဏလေးကျွန်တော်စုကြယူနေကိုလိုက်ဆိုတာဖေးဖောက်ပါတော့ဖေးဖောက်ပါဘူးဒီလိုနေဟုတ်ကဲ့အခုဆိုရင်ရှင်ဒါကျွန်တော်တို့စမ်းရင်မိုးရဲ့ဇက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီကနေပြီးတော့ပြိတ္တကနေပြီးတော့အထဲကိုဝင်ပြီးတော့ကျွန်တော်ပြမယ်နော်ပြမယ်ဟုတ်ပြီတော့ပြိတ္တတွေကတရားတော့ချစ်ချစ်ခင်ခင်သွားကြလာကြတော့တွေ့ရတယ်ဗျကျွန်တော်ထပ်ပြပါမယ်မကျမ်းမအောင်ဗျာဒါတော့နောက်ဆုံးတန်းရောက်နေနောက်ဆုံးတန်းရောက်နေတဲ့အချိန်ကြီးပြိတ္တကနေအောင်ကြည့်ပါဟိုးမှာဗျာဝေးကျွန်တော်ဟိုးအနားထိရိုက်ဖို့မလွယ်လာပါဘူးလိမ့်လိမ့်အောင်ပါနေထိုင်နေပါနေဦးဗျာကျွန်တော်အထဲထိရောက်ကျွန်တော်နည်းနည်းစဉ်းစားနေပါတယ်ဟောမပြိတ္တတညိုကြီးပဲဗျာနော်အဲ့လောက်ထိညားလုံးအကြည့်တယ်ပြိတ္တကဘလုံးကကျွန်တော်ဝင်ဖို့ဟုတ်ဘိုးပဲချမ်းနေဝင်ကြည့်လာအောင်နော်ထောင်ရမငါနေထိုင်နေပါလေโอเคဟုတ်ပြီကျွန်တော်နောက်တစ်ခွက်မှာတော့ကျွန်တော်တို့ရှေ့ကိုရအောင်လှမ်းပြီးမယ်နော်